ရှိရှိတုံးကမြစ်ကမ်းနားကတပြေပင်ကြီးပေါ်မှာမြောက်တကောင်နေထိုင်တဲ့အဲ့ဒီမြစ်ထဲမှာတော့မိချောင်းတကောင်နေထိုင်ပြီးသူတို့နှစ်ဦးဟာအလွန်ခင်မင်တဲ့တငယ်ချင်းတွေချစ်ကြတာပေါ့ကွယ်ဟေးတငယ်ချင်းဒီနေ့တပြေသီးတွေကအရန်ချိုးတာပဲရော့စားကြည့်အောင်လို့ပြောလိုက်ပါတယ်မိချောင်းကကျေးဇူးပါတငယ်ချင်းဟာမင်းပေးတဲ့တပြေသီးတွေကတကယ်ကိုထူးထူးခြားခြားချိုးငိမ့်တာပဲငါမိမအတွက်လည်းနည်းနည်းယူသွားဦးမယ်လို့ပြန်ပြောတဲ့မိချောင်းမကဒီတပြေသီးတွေကဒီလောက်ချိုနေတာနေတိုင်းတပြေသီးစားနေတဲ့မြောက်ရဲ့နှလုံးသားဟာဆိုရင်ဘလောက်တောင်ချိုမြင်လိုက်မလဲနော်ရှင်အဲ့ဒီမြောက်ကိုဖမ်းပေးစမှာကျမသူ့နှလုံးသားကိုစားခြင်းလေလို့ပူစားပါလေရောမိချောင်းဟာသူဇနီးစကားကိုမလွန်ဆန်နိုင်တာကြောင့်မြောက်ကိုသမင်းစားဖိတ်တရောင်နဲ့လှည့်စားပြီးခေါ်လာခဲ့ပါတယ်မြစ်လေကိုရောက်တဲ့အခါမိချောင်းကတငယ်ချင်းငါ့ကိုခွက်လွတ်ပါတကယ်တော့ငါမိန်းမကမင်းရဲ့နှလုံးသားကိုစားခြင်းလို့ငါလင်းခေါ်လာတာပါလို့ပြောလိုက်တဲ့အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမြောက်ဟာထိတ်လန့်သွားပြီးမယ်ချက်ချင်းပဲစိတ်ကိုထိန်ပြီးညံထုတ်လိုက်ပါတယ်မြောက်ကအော်သူငယ်ချင်းရာဒါကိုဘာလို့စောစောမပြောတာလဲနောက်လို့မြောက်တွေဆိုတာတစ်ပင်ပေါ်ခုံလာနေရတော့နှလုံးသားကိုကိုယ်ထဲမှာထည့်မထားဘူးလေတပြေးပင်ပေါ်မှာချိတ်ထားခဲ့တာအခုပြန်သွားယူမှရမယ်ပြောလိုက်တော့မိချောင်းကဟုတ်လားအဲ့ဒါဆိုငါတို့အခုပဲကန်းကိုပြန်လှည့်ကြရအောင်ဝမ်းသာအားရပြန်ပြောလိုက်တာပေါ့တပြေပင်စီပြန်ရောက်တော့အပင်မော်ခုံတက်သွားတဲ့မြောက်ကိုမိချောင်းကဟေးတငယ်ချင်းမင်းရဲ့နှလုံးသားများများယူထည့်အောင်လေမြောက်ကဟမ်မင်းဟာတကယ်မိချောင်းမိုက်ပဲလောကမှာကိုထဲကနှလုံးသားကိုအပြင်မှာထုတ်ထားလို့ရမလားမင်းဟာငါရဲ့ယုံကြည်မှုကိုဖျက်ဆီးခဲ့တဲ့အတွက်ငါတို့တငယ်ချင်းအဖြစ်ကနေဒီနေ့မှတင်ပြီးဆုံးပြီတွားတော့ဘယ်တော့မှမလာနဲ့လို့ပြောလိုက်ပါတော့တယ်။သင်ခန်းစာကတော့အသက်ဘေးနဲ့ကြုံလာတဲ့အခါမှာထိတ်လန့်မသွားပဲတည်ငြိမ်ဖို့လိုအပ်ပါတယ်။ကြောက်စိတ်ကိုဖျောက်ပြီးဉာဏ်ကိုလွတ်လိုက်ရင်ဘလို့အခက်အခဲကမဆိုလွတ်မြောက်နိုင်ပါတယ်။မတရားတဲ့လောဘနောက်ကိုလိုက်တာဟာမိမိရဲ့မိတ်ဆွေကောင်းကိုဆုံးရှုံးစေတတ်ပါတယ်။ပုံပြင်လေးတွေနေ့တိုင်းနားဆင်နိုင်ဖို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးခဲ့ပါအောင်နော်။